สวัสดีค่ะดิฉันเจสิ Thailand Good School ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တွဲသုံးလို့ရတဲ့စကားလုံးလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တူတူကြည့်လိုက်ရအောင်เปิดออกเปิดออกเปิดออกวางไว้วางไว้วางไว้เอาออกเอาออกเอาออกเอาใส่เอาใส่เอาใส่ปิดไว้ปิดไว้ปิดไว้เปิดออกဆိုတာကြတော့ဖုံးဖွင့်တာကိုပြောပါတယ်เปิดออกဆိုတာဖွင့်လိုက်တာเอาออกကကြတော့ယူပြီးတော့ထုတ်တာကိုเอาออกလို့သုံးပြီးတော့เอาใส่ကကြတော့ယူပြီးတော့ပြန်ထည့်တယ်แล้วก็နောက်ဆုံးကปิดไว้ဆိုတာပြန်ပိတ်တာပေါ့နော်ပိတ်ထားတယ်လို့ပြောပါတယ်ဆိုတော့သင်ခန်းစာလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တာရှိရင်လည်းအောက်က comment မှာရေးပြီးတော့မှမိထားလို့ရပါတယ်စวัสดีค่ะအားလုံးပဲတတာ